မင်္ဂလာညချမ်းလေးပါရှင်ချစ်ကလေးတို့ရေအိုက်ချကုန်ပြီလားနော်မအိုက်ခင်မနော်စကင်ကဲလေးကိုနော်ပုံမှန်လေးလုပ်ပြီးနော်မမုံကပါစကင်ကဲလေးတောင်းနေဆိုတော့ချစ်တူလက်ကြည့်နော်မမုံရဲ့မျက်နှာပေါ်မှာစားဝတ်ချက်နဲ့တင်တက်တဲ့အစီပူအစီပြန်တွေချစ်ပေါက်ကြတာတွေမရှိတယ်လေ DDN ဆက်လေးကိုတောင်းလို့နော်ဒီတိုနာလေးကတော့နော်ကိုရဲ့မျက်နှာပေါ်ကအစီပူအစီပြန်စားဝတ်ချန်ချစ်ပေါက်ကြတာတွေသူလေအရန်တက်တာတဲ့ကိုရဲ့မျက်နှာချောက်လို့ရှိရည်တက်လည်းဖြည့်ပြီးတယ်နော်အရန်တောက်လို့ကောင်းတယ်နော်အတုံးကြည့်ပါအောင်ရှေ့မျက်နှာလေးရည်တက်ဖြည့်ပြီးတော့တင်းအီလေးနော်ပြီးလို့ရှိရင်နော် emotion ကြတော့ကိုယ့်ရဲ့မျက်နှာကိုပေါ့နော်သူကတင်းကြီးစေတယ်တင်းဤဖူးပြီးတော့နော်မျက်နှာကိုနော်နှုတ်ပြိုစေတယ်နော်သူကလေအသက်20ကျော်30ကျော်လေးဆိုရင်လေသူကလိမ့်ပေးတင်တယ်နော်ကိုယ့်ရဲ့မျက်နှာတွန်းတာတို့နော်မြင့်အိမ်တွေမှာတွန်းတာတဲ့ဆိုသူကလေတင်းစေတယ်ဖူးစေတယ်နော်ကိုယ့်ရဲ့မျက်နှာ collagen ဓာတ်တွေဖြည့်ပြီးတယ်နော်အရန်တောက်လို့ခါသူကလေပြစ်ခက်ခဲလေးနော်တိတ်ဘူးလို့ဆိုရင်အနည်းဆုံး4-5လလောက်တောင်းလို့ရတယ်เนาะတယောက်တည်းဆိုเนาะမျက်နှာလေးတင်းတင်းအီဖူဖူလေးရစေချင်เนาะဒီ emotion လေးကိုတောင်းပါရှင်ပြီးလို့ရှိရင်ညလိန်เนาะညဘက်ဆိုရင်ညလိန်လေးကိုเนาะလိန်ပြီးမယ်เนาะကိုဝတ်ညစ်ထားတဲ့ဝတ်ချံเนาะအမဲရုပ်အမာရုပ်တွေမဲဆက်တွေဖြစ်သွားတာတို့เนาะတင်းတိတ်မဲဆက်စီဘူးစားဝတ်ချံနေဖြစ်တာလေဆိုရင်လေဒီညလဲလေအရန်တောက်လို့ခေါင်းနော်မျက်နှာညစ်မဲနေတာတွေလေမျက်နှာကိုဖြူစေတယ်မျက်နှာကိုကြည်စေတယ်မျက်နှာကိုဂလိုးစေတယ်နော်မဲဆက်တွေတင်းတိတ်တွေစားဝတ်ချန်တွေနော်အကောလုံးတက်တာပြီးတော့နော်ကိုရဲ့မျက်နှာရဲ့ချွေးပေါက်ကြည့်တာတွေလေသူကတက်တာစီတယ်နော်ညပိုင်းဆိုရင်ဒီ3မျိုးလေးရှိရုံနဲ့နော်ပြည့်စုံပါပြီရှင်နော်သူရဲ့အဆက်လိုက်မှာဆို3နာရီ emotion ရဲ့နေ့လေရဲ့ညလေရဲ့နေကရဲ့နော်မျက်နှာတက်စီရဲ့နော်ဒါဒီကနော်မမအစုံလိုက်ရှိ